တော့ညလောက်သွားနေရပန်းညံလေးပါရှင်တော့ဒီနေရာတင်းချိုင်ကုန်ကြီးပေါ့အခုတော့တာယာလှပတော့ပန်းညံလေးဖြစ်တော့မေးရပြောနော်တက်ကင်တာကအဲ့ကောင်သွားရရတယ်ငါကြည့်မရဘူးကျုံနေရပါရန်အောင်မြင့်နေကားလို့ခေါ်ပါတယ်။ဒါထိလိုက်လမ်းနဲ့ဖျားလမ်းတောင်းလမ်းစုံပါရိုးပေါ်တဲ့ site မြင်ဝင်ဒါမျိုးတူပေါ်တယ်ကျုံပေးမျိုးရိုးကတော့ရှိတယ်နော်တပတ်လို့ဘာချက်ဘလောက်တော့ရလိုက်တယ်အဲ့လောက်နေတာမနေမြေတူးကလည်းမရင်ပေးဟာဖရိဖြုတ်ရောက်လာတဲ့တော်ရနေပြီထူပရိုမိုရှင်နေယူဖီဖူဆက်ကွန်းအားရောက်ဘူးလင်းခက်ဒါတိုင်းဆောက်ပေးတာဒီဆိုင်နေခက်သူအဲ့ဆိုင်လာထိုင်နေတာငါတို့တခါခေါ်တာငါဆောက်ပေးတာဒီဆိုင်ဒါဟိုလူစော်တာဒီသားလူစော်ဒီစီစဉ်တဲ့ကောင်ဟမ်တန်းလိုက်စီစဉ်ဟာလားအယူဝမ်းကားပါလားအင်ဂျယ် KTV 11တော့ဒီလိုလာတယ်ဒီမှာလာတာဟိုတနေ့ချိုကန်အမှလိုက်ကျွေးငွေဆောင်ဟိုတယ်အဲ့ဒါအမြန်လမ်းတော့လမ်းပေါ်မှာဖြစ်ပါလေနောက်ဆိုတော့ဒီငွေဆောင်ဟိုတယ်ရှိရ view တော့လှပါမှာနော်ဒီမှာတန်းနိုင်73စီတိုင်းရှိပါတယ်ကြိတ်တာဒါတော့ကျုံးပတ်လမ်းဖြစ်ပါတယ်ကျုံးကြီးကိုပတ်ထားတဲ့လမ်းမလို့ကျုံးပတ်လမ်းလို့ခေါ်တာကျုံးပတ်လမ်းတော့တောင်မြို့ရဲ့နောက်ဘက်မှာရှိပါတယ်ဟိုတရားလေးကလိုက်လာတယ်နော်ဒီတရားလေးကတော့တော့လာတယ်တွဲလေးလမ်းလာချောက်ကောင်းဘုံကြောင်းသားဖြစ်နေပါဒီဘုံကြောင်းလည်းဖယ်ရမှာနော်ပါလာဖို့မတန်းတာဒီဘုံကြောင်းကတော့ဘုရားမင်းတရားဘုရားထိကဘုံကြောင်းပါလာမင်းကြီးဒီကတော့ညဘက်ဆိုဒီဘက်ကိုလုံးဝဟုတ်လားဒါတော့ကြောက်လို့မတီးခေါက်တယ်ရှိပါတယ်တော့ကြောက်ငါတော့ချောရဒါကျုပ်ပါလားတောင်ကနာမည်ကြီးနေတဲ့မျိုးရိုးတူဖို့ရလုပ်ငန်းနဲ့တောင်မျိုးပတ်ကျုံကြီးဖြစ်ပါတယ်ဒါတော့နောက်ဘက်ကိုရောက်ပါတယ်လမ်းလေးတွေရှိသေးတယ်နော်ဟုတ်ကြပြီထွက်ဟိုဘက်ကဆိုရင်ငါတို့ပဲနားလာကျုံးမင်းနေခုတ်ဟိုဟာဘာစီရကျုံးမင်းနေခုတ်လို့ရလားရတယ်တော့ကြထုတ်ရမရဘူးထဲမဲ့ဆိုင်လို့ရကျုံးတပင်ဖြို့တော့ဆိုခုတ်စောစီတွဲရရောက်
ဗျာတကုံရိုက်ချင်မှသွားရိုက်ဖို့ဝင်ကြီးပေးရတယ်ပြောတယ် တော့ဒီခန်းလိုက်တယ် ဒိုင်နိုဆောလည်းရှိတယ်အပြင်ဝင်လာကြည့်အာမစားတဲ့ဒိုင်နိုဆောတောင်မျိုးတွေကိုပြောင်းမှမှာမယ်ရှေ့ကတော့ရွှေဝါစီဆိုင်ဖြစ်ပါတယ် ပြောင်း နောက်ဘက်ကဝင်လာပါခုနရဲ့အပင်အကြီးကြီးတွေမရှိတဲ့ပန်းချံဖြစ်ပါတယ် မဟုတ်ဘူး2026 မဟုတ်ဘူး တောင်မဟုတ်ဖြစ်ပါတယ်နောက်ဘက်ကမဟုတ်ဖြစ်ပါတယ် ဘယ်လိုဆိုပြီးပါ ဒါတော့ရဲကီတူမတီခေါ်တယ်ရဲ့ မြောက်ဘက်မှာ မြောက်ဘက်ချမ်း အဲ့လို ကန်တော်ကြီးဖြစ်ပါတယ်ဒီလိုပတ်ပြီးဟိုကတော့ပြန်တော့ ဘယ်ကတော့ ဟို ဒါရုပ်လေ အေးအဲ့ဒါဆိုနမေမေတောင်မှာတော့ဝစားဆိုင်စားတော့ဆိုင်စကယ်တွေကလည်းအဲ့လိုလေးတော့စီးနေကြတာအဲ့လေဒါပါကြီးရကြီးလို့ပြေးတာပိုင်းစီချက်ကဒီမှာ